အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဆာရှာနဲ့အတူရေရဲတို့ကြောင့်အတင်ထုတ်ကြမယ်မြန်မာနိုင်ငံမှာတရေတွေအများကြီးရှိပေမဲ့ဒီ၃မျိုးကိုတော့လူတိုင်းနှိပါကြားဘူးကြတယ်နံပါတ်1မဖဲဝါအားလုံးသိကြတဲ့အတိုင်းပဲသူကတော့မြန်မာတရေတွေမှာတကယ်လက်ကျန်လက်ပဲလူကြီးတွေပြောဘူးကြတယ်မလားညာဘက်ကြလို့ခွေးဥတန်ကြရင်ထားမကြည့်နဲ့လို့သူရောက်နေတာဖြစ်နိုင်တယ်အခုလည်းထားမကြည့်နဲ့အောင်တော့အင်ရှိရောက်ချင်ရောက်နေမှာနံပါတ်2ကတော့ taxi goose story ညဘက်မှာ passenger တင်လိုက်ပေမဲ့နောက်ကားမှန်ထဲမှာပြန်ကြည့်လိုက်တဲ့အခါဘာမှမရှိတော့တာမျိုးတကယ်လက်တွေ့ဘဝမှာကြတော့တချို့ပတ်စံမပေးပဲကားပေါ်ဆင်းသွားတဲ့ customer တွေကို taxi goose story တဲ့ထည့်ပူးတဲ့ taxi သမားတွေရှိကောင်းရှိနိုင်လိမ့်မယ်နောက်ဆုံးတစ်ခုကတော့ခြေတော့မပါတဲ့တရေလှလဲလှတယ်ချောလဲချောတယ်ဒါပေမဲ့ခြေတော့လေးကြည့်လို့ရမလားဆိုတဲ့ culture ကတော့မြန်မာမှာပဲရှိမှတင်တယ်ဒါပေမဲ့တကယ်ကြောက်ဖို့ကောင်းတာကတရေတကယ်ရှိလားမရှိဘူးလားဆိုတာထက်ညဘက်ကြီးဒီဗီဒီယိုတွေ့မိပြီးတယောက်တည်းတွိုင်းလက်ထသွားမယ်တင့်ကိုတင်စိတ်ပူရမှာနော်တတား